ကိုဘာလဲရှိရမနေ့ပြန်ရှိရဲ့မွေးနေ့ဖျားသွားချင်လို့လိုက်ခဲ့ပါလားယင်ဩမနေ့ကရှိရဲ့မွေးနေလားကိုမအားလို့ရှေးပဲသွားလိုက်တော့နော်ဟုတ်ကဲ့ပါရှိပါတာပဲသွားလိုက်တော့မယ်ကိုတောင်းမှန်ပါတယ်ကိုမအားလို့ပါမနေ့ပြန်နေနေကြမှာကိတ်တူတူခွဲကြမယ်နော်ဟုတ်ပါပြီဟေးရောမင်းမင်းနေဖျားတော့မှာမဟုတ်လားဘာလို့ဘာရောက်လာလဲဒီလိုပါပဲကွာဒါနဲ့မင်းပဲရောသူအလုံးမအားလို့တဲ့ဩဒါနဲ့အမင်းပြောရအောင်မယ်ဟိုတနေ့ကမင်းပဲငါတို့ဆောင်လာသေးရဲ့ကွာဖွင့်လိုက်လာဆိုပေမဲ့အဲ့ထက်ကောင်းမလေးတယောက်နေရတော်တော်ရင်းနှီးတဲ့ပုံပဲဟုတ်လားဟုတ်တယ်ကွာဒါပေမဲ့ငါစိတ်ချနေရပဲနေပါပါကွာဟေးရောဟိုမမင်းပဲမလားအေးဟုတ်တယ်ဟာမင်းတို့ဖုန်းခေါ်ကြည့်ပါလားမကန်ဟာဟဲ့အောင်မင်းပဲသွားမလို့လေအဲ့ဘဲစီပေါ့တောက်ဆရာရှိရတောက်ဆမ်းမှာသူ့အာယုန်နဲ့ထားမနေနဲ့တော်ပြီကွာငါမတောက်ချင်တော့အဲ့ဒါဆိုပြန်ကြမယ်သူငါစီရောလာမှာပါဟာ9 နာရီတောင်ထုံးနေကိုဘာလို့မလာတည်းရလဲငါဖုန်းခေါ်ကြည့်မဟာဘာလို့ဖုန်းမကန်ရလဲဟေးမင်းဖုန်းနဲ့ငါပုံပို့ထားတယ်ကြည့်လေရောဘာပုံလဲကြည့်လိုက်စမ်းပါအေးဟာကိုဘီနာမှာကောမလေးတယောက်ပဲကိုကသူနဲ့သူရှိနေတာပဲကိုဘာလို့အခုလိုလုပ်ရလဲရှေးကိုဘာမှမကောင်းခဲ့လို့လဲရှေးဘာလို့ငိုနေရလဲကိုဒီနေ့ပဲသွားခဲ့လေဘာလို့မေးရလဲရှေးမေးတာဟုတ်လားဖြေစမ်းပါမင်းငါ့ကိုလာမအောင်နဲ့ငါပဲသွားမင်းပူပါလားဒါဆို तू ကဘာလုပ်လဲကိုဘာတွေလုပ်နေရလဲမင်းသိသွားပြီမလားအဲ့တော့ငါပြောစရာမလိုတော့ဘူးပေါ့ဘာလို့လဲကိုငါတို့လမ်းခွဲရအောင်ငါမှချစ်သူသိရှိနေပြီဘာဟုတ်ပြတ်မှာလဲချစ်သူတစ်ဆိုတာဟောဘာတူလဲမင်းပြတဲ့ပုံတွေက तू ကငါရဲ့ချစ်သူပဲသူ့နာမည်ကယတီတဲ့သူနဲ့ငါနဲ့ကတဲ့ချစ်ကြတာလေတွဲရလဲကြပြီသူနဲ့မကြခင်စိစက်ကြတော့မှာကိုအဲ့ကောင်မလေးသိချစ်တာပဲလားချစ်တာပေါ့ယရီကငါ့ကိုနားလဲပေးတယ်သူကငါအကြိုက်ပုံစံလဲဟုတ်တယ်သူဘလောက်ဆိုငါသူ့ကိုချစ်မိနေတဲ့အထိပဲဒါဆိုရှေ့အောင်ရှေ့ကိုကြတော့ကိုပြောတယ်မျိုးနဲ့တွေ့ခဲ့ရပါလေဟုတ်လားဟုတ်တယ်ငါမင်းကိုအစားတည်းကမချစ်ခဲ့ဘူးငါဘာတစ်ခုမှတငယ်ချင်းတွေနဲ့တောက်ရင်မင်းကိုတွေ့ပြီးငါတငယ်ချင်းကငါ့လိုယောက်ျားချင်းတွဲတာရှင်တဲ့ကောင်မင်းနဲ့တွဲဖို့အလောင်းကစားလုပ်ခဲ့ကြတာအော်ရီရရနော်ဒါဆိုငါအလောက်အစားတစ်ခုပေါ့ဟုတ်လားငါတောင်းပန်တယ်မင်းအခုလိုလုပ်ခဲ့ရလို့ကိုလက်ရှိနဲ့ဘာအညိုးရည်ရှိခဲ့လို့လဲဟဲ့ရှိရလူပါခံစားရတယ်သိလားတောင်းပန်ပြီးနေပြီပဲလေမင်းမကြည့်နဲ့ငါဘာလုပ်ပေးရမလဲပြောရတယ်အခုကိစ္စမဖြစ်ခဲ့လို့ပဲသဘောထားလိုက်ပါအခုချစ်ရတဲ့အဲ့အညိုးသမီးလေးနဲ့အတူတူပျော်ရွှင်စွာနေထိုင်နိုင်ပါစေရှေးမင်းငါ့ကိုမမုန်းဘူးလားထူးရိုက်ဆဲဆိုပြီးတော့အပြစ်မပေးတော့ဘူးလားရှေးအကိုမမုန်းပါလက်ပြားနဲ့တော့မထီခဲ့အကိုရှေးရဲ့မွေးနေ့မှာအမတ်တရားဖြစ်စေခဲ့အတွက်ကျေးဇူးပါဒါပေမဲ့ပြောစရာတစ်ခုပဲရှိအကိုမှစိတ်ညစ်စရာပဲရှိအကိုအညီပဲလို့ရှေးကိုအချိန်မီဆက်သွယ်လို့ရတယ်နော်ရှေးရဲ့ကိုတောင်းမှမှာကွာ